နေပွဲတစ်ခုမှာစကက်အကျိုးဝပေးဖြောပြနေတော့ပြိတ္တသူရဲ့မဖွယ်မရနောက်ဆက်ခြင်းကိုခံလိုက်ရတဲ့ဖြူထွေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဖြူထွေးရတော့မြန်မာနိုင်ငံရှင်နမဲကြီးစီရီတွေကတယောက်ဖြစ်ပါတယ်အလူတန်ပရဟိတလုပ်ငန်းတွေမှာလက်မနေပဲတက်ကြစွာပါဝင်တက်တဲ့ဖြူထွေးကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေလည်းရှိတယ်လို့သူမရဲ့လုံရတဲ့ချို့ကြောင့်အမြင်မကြည့်ကြတဲ့ပရိသတ်တွေလည်းရှိနေပြန်ပါတယ်ပြီးတဲ့လတွေတုန်းကဖြူထွေးတယောက်နိုင်ငံရေးနဲ့ပတ်သက်တဲ့ရိုက်ကူးရေးတွေပါလာလို့အပြန်ထန်ဝေဖန်ရှုတ်ချခြင်းကိုခင်ရပါမယ်ငလင်ဘေးကြီးမှာမြေပြင်ထိစင်ကလူအာရောငွေအာရောဆန်းဆန်းတမန်ပါဝင်ကူညီလှူဒန်းပေးမှုတွေကြောင့်သူမကိုပြည်သူတွေကပြန်လည်လက်ခံလာကြတာပဲဖြစ်ပါတယ်။အရင်လိုဖျော်ဖြေပွဲတွေမှာလည်းပြန်လည်ဖျော်ဖြေရေးတွေလုံးနေရပြီလေဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ဖြူထွေးတယောက်နယ်မြို့ပွဲတစ်ခုမှာဖျော်ဖြေနေရင်ဆင်းအောက်ကအမျိုးသားပြည်သူတယောက်ရဲ့နှောက်ယှက်ခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ဖြူထွေးကနေမြို့ကန်တူတယောက်ဖြစ်ပေမဲ့သူမရဲ့ဝတ်စားစီမှုတွေကတော့ခင်မီဆန်တက်ပါတယ်။ဖြူထွေးဟာခန္ဓာကိုယ်တည်တည်လေးဖြစ်တာကြောင့်ဝတ်စားတော်တော်များများနဲ့သူမဟာလိုက်ဖက်ပါတယ်။ဒါပေမဲ့အတူပြတ်တွေဝတ်တဲ့အချိန်မှာတော့ပြည်သူတွေရဲ့ဝေဖန်မှုတွေကိုအမြဲလိုခံရသူပဲဖြစ်ပါတယ်။အခုတစ်ခါမှလည်းဖြူထွေးကနေပွဲတစ်ခုမှာဇင်ရောင်ကြောက်လေးနဲ့စကက်တူလေးဝတ်ပြီးဖြော်ဖြေနေကြတာပါ။စင်ပေါ်မှာပြည်သူတွေနဲ့အတိုင်ဖောက်ညီအာရပါရဖြော်ဖြေပေးနေကြပြည်သူတွေကလည်းဖြူထွေးကိုသဘောကျပြီးစုကြည်ငွေတွေချင်းမြင့်ခဲ့ကြတာပါဖြူထွေးတယောက်ပြည်သူတွေရဲ့စုကြည်ငွေတွေလက်ခံနေရင်ဆင်ယောက်ကအမျိုးသားတယောက်ကသူမရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုဖုန်းနဲ့ကင်မရာရိုက်ကူးခဲ့ရပဲဖြစ်ပါတယ်ယခုလိုရိုက်ကူးနေရကိုဖြူထွေးကမြင်သွားခဲ့ပြီးရိုက်ကူးနေတဲ့ပြည်သူကိုအားလုံးရဲ့ရှေ့မှာပြောဆိုခဲ့ရပဲဖြစ်ပါတယ်သူမအနေနဲ့ပြည်သက်တွေစုချတဲ့စုချင်းငွေကိုလက်ခံနေတော့အခုလိုခန္ဓာကိုယ်အောက်ပိုင်းကိုပုံရိုက်တာမျိုးမလုပ်သင့်ဘူးဆိုပြီးပြောခဲ့တာပါနောက်ပြီးပုံရိုက်ချင်တဲ့ဆိုရင်တော့မျက်နှာပေါ်ပိုင်းကိုပဲရိုက်ပါဆိုပြီးသတိပေးစကားပြောလိုက်တာပဲဖြစ်ပါတယ်အခုလိုအပြုမှုမျိုးကိုမလုပ်သင့်ပဲစောက်ထိန်ပေးပါလို့ပြောလာခဲ့တာပါသူမအနေနဲ့ဖုန်းကင်မရာနဲ့ရိုက်ကူးနေရကိုအချိန်မီတော့မမြင်ခဲ့ရင်သူမရဲ့မဖွယ်မရပုံတွေကအခုချိန်လောက်ဆိုရင်အင်တာနက်ပေါ်မှာပြန့်နှံ့နေလောက်ပါပဲဒါပေမဲ့ဖြူထွေးကရိုက်ကူးဖို့ချိန်နေတော့အချိန်မီမြင်ခဲ့တာကြောင့်မဖြစ်တဲ့နာတွေမဖြစ်ခဲ့တာပါသူမတော့ခုလိုလုပ်တာဟာသူမကိုတမင်တသက်နာမည်ဖြတ်ချင်လို့လုပ်တာဆိုပြီးစင်ပေါ်မှာပဲအားလုံးသိအောင်ပြောခဲ့တာပဲဖြစ်ပါတယ်ပြည်သူတွေကတော့နေကန်ပြည်သူတွေအနေနဲ့ယခုလိုအပြုမှုမျိုးလုပ်တာဟာကိုယ့်ရဲ့ဒေတာတိတ်ခါကြသလိုအရှက်ရစရာအပြုမှုမျိုးဖြစ်နေရကြောင်းမလုပ်သင့်ဘူးဆိုပြီးပြောနေကြသလိုတချို့ကလည်းဖြူထွေးအနေနဲ့အဝတ်စားဝတ်စရာမှာအခုလောက်ဒီအတူပြတ်တွေကိုအသာပေးမဝတ်တင်ဘူးလို့ထောက်ပြနေကြတာပါသူနှစ်ယောက်နဲ့တူဝတ်စင်နေဆိုပေမဲ့နာမည်ကြီးအဆိုတော်တွေကပြည်သူတွေနဲ့ဝေးတဲ့ state symbol မှာဖြောပြရတာဖြစ်လို့အကြောင်းမဟုတ်ပေမဲ့ဖြူထွေးတို့လိုနေပွဲတွေဖြောပြရတဲ့အဆိုတော်တွေအနေနဲ့ဖြူထွေးတို့လိုနေပွဲတွေမှာဖြောပြရတဲ့အဆိုတော်တွေအနေနဲ့state ဆင်ကအရင်မမြင်တာကြောင့်ပြည်သူတွေနဲ့နီးကပ်နေရပါဒါကြောင့်ခန္ဓာကိုယ်အသားပေးဖော်ပြလိုနေတဲ့အတူပြတ်တွေကိုထိမ့်တိမ်ဝတ်တင်နေဆိုပြီးပြောလာကြတာပဲဖြစ်ပါတယ်ကိုယ့်ဘက်ကမစင်ကျင်ပဲမလိုလားတဲ့ပြဿနာတွေဖြစ်လာမှဖြိုရှင်းရခက်နေမယ်ဆိုပြီးသတိပေးနေကြပဲဖြစ်ပါတယ်ပြည်သူတို့အနေနဲ့ရောစကက်တူလေးဝတ်ပြီးဖြောပြခဲ့လို့ပြည်သူတို့ရဲ့မဖွယ်မရနောက်ဆက်ခြင်းကိုခံလိုက်ရတဲ့ဖြူထွေးပေါ်အမြင်လေးတွေကိုလည်းအောက်က comment လေးထဲမှာရေးပေးခဲ့ကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်တစ်လည်းစိတ်ဝင်စားဖွယ်ရာဆယ်လီတီတင်းကြောင်းအတူနဲ့အတူပြန်လာကြောင်းမှာဖြစ်လို့အသစ်သောရီတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတက်လည်းကျေးဇူးအများကြီးတင်ပါတယ်